ပေးရတယ်ဒါသမဏထတာနော်ရပြီလားဖေရပြီလားဖေအေးဒါပဲကရာကလောက်ရမယ်အလုပ်ကမလောက်ရမယ်အလုပ်ကတော့6ခုရှိဘယ်နှခုရှိတော့6ခုရှိတယ်လိုက်ဆိုလိုက်ကနန်းပုတ်တဲ့ကိုင်းပင်နွားသူလိမ်မျိုးခွေအဤ6ဝနာယကမတင်တိုင်းနာယကမတင်တဲ့ဆိုလူကြီးမဖြစ်ထိုင်မဥဆောင်တိုင်းဥဆောင်တဲ့ထဲမှာအဲ့လိုပုဂ္ဂိုလ်မပါနိုင်ဘူးနာယကမတင်ကနန်းပုတ်တဲ့ကိုင်းပင်နွားသူလိမ်မျိုးခွေအဤ6ဝနာယကမတင်တိုင်းရပြီလားဆိုကြည့်သမ်းပါအောင်ဒါတွေသိရေးကြည့်တာရှိမှလူကြီးတွေကအဲ့လိုမျိုးအခြေအနေနဲ့မရှိရအောင်အဲ့လိုမျိုးမလုပ်အောင်အဲ့လိုမျိုးရှင်များတို့လုပ်နေတယ်ဆိုရင်ရှင်များတို့ကနာယကဂုဏ်နဲ့မပြည့်စုံဘူးတနည်းပြောမယ်လူကြီးအရေးသွေးမပြည့်ဘူးတနည်းအားဖြင့်ပြောမယ်ဆိုရင်လူကြီးမလုပ်ထိုက်ဘူးလူကြီးမပြီးသားဘူးပေါ့ဗျာနော်အဲ့တော့ဘယ်လိုပုဂ္ဂိုလ်လို့ဆိုရင်နံပါတ်1ခဏဆိုတာကဘာပဲလို့ငါလူကြီးပဲကွာဆိုလက်မထောင်နေတယ်လက်မထောင်ပြောပါတော့အရာရာမှာလက်မထောင်နေတယ်ဟေးငါဘုန်းကြီးဟေးငါเจ้าနိုင်ဘုန်းကြီးငါဒီမှာငါလူကြီးဟာလာပြီလက်မထောင်နောက်ကက်လက်သွားပြောပါလို့ဒါခဏရဲ့ဆိုတာလူကြီးတွေလုံနေပြီခဏဘာမဆိုလက်မထောင်ပြီးတော့ကက်လက်လုံမနေနဲ့နော်ဟုတ်လားပဇွန်လုံးလေးတွေကတကောင်နဲ့ဆိုရင်အလိုက်နဲ့ကထွက်လို့ရတယ်ခဏနေ3-4ကောင်ထားလိုက်အဲ့ခဏနေကပလိုက်နဲ့ကတကောင်မှမထွက်နိုင်ဘူးသူကအပေါ်တက်နောက်တစ်ကောင်ဆွဲချနောက်တစ်ကောင်တက်ရင်နောက်တစ်ကောင်ဆွဲချပဇွန်လုံးအများကြီးဆိုရင်ရှင်များတို့ပလိုက်ပိတ်ရှာမလို့တကောင်တက်ရင်ဘာတော့ဒီကောင်ဆွဲချခဏနေရလွယ်တာမဟုတ်ရှင်များတို့ကလည်းအဲ့လိုပဲနည်းနည်းမှဘယ်သူမှလူကြီးပေးမဖြစ်ဘူးငါလွဲရင်ပေါ့စိန်ပါတိဆရာတော်လို့ဟေးငါเจ้าမှာငါတို့လားမလုံးနဲ့ကွာချမှာငါလူကြီးပဲနံပါတ်1ခဏလို့ပုဂ္ဂိုလ်မျိုးကလည်းလူကြီးမဖြစ်ထိုက်ပါဘူးနော်